နာဂလူမျိုးတွေကိုကြားဘူးကြလားခင်ဗျနာဂလူမျိုးတွေကမြန်မာနိုင်ငံအတွင်းမှာပဲနေထိုင်ကြတယ်ဆိုတာကိုရောသိကြလားခင်ဗျဒီဗီဒီယိုလေးထဲမှာတော့2016ခုနှစ်ကအမျိုးသားစာပေစုရရှိခဲ့တဲ့ဝတ္ထုရှိတအုပ်ကိုလာပြီးတော့မြောက်ပြပြပေးချင်ပါတယ်ဒီစာအုပ်လေးကိုတော်တော်များများကလည်းဖတ်ပူပြီးကြမယ်လို့ထင်ပါတယ်ဖတ်ပူပြီးသားသူတွေအနေနဲ့လည်းပဲမဖတ်ရသေးတဲ့သူတွေကိုပြန်ပြီးတော့ comment ပေးတတ်တဲ့စာအုပ်လေးတအုပ်ဆိုလည်းမမှားပါဘူးခင်ဗျစာအုပ်လေးရဲ့နာမည်ကတော့ဆရာညီပုလေးရေးသားထားတဲ့ထက်မြက်တဲ့ဓာတ်တော်ဘော်ကချိုမြများပြားရည်ဆက်ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ဒီစာအုပ်လေးထဲမှာဆရာကြီးတောင်တာသိန်းလိုက်ရဲ့ကိုတွေ့အကြောင်းအရာတွေငယ်ဘဝအကြောင်းအရာတွေနဲ့အရန်စိတ်ဝင်စားစရာကောင်းတဲ့နာဂလူမျိုးတွေရဲ့အကြောင်းအရာတွေသိပညာအကြောင်းအရာတွေအများကြီးပါဝင်ပါတယ်ခင်ဗျဒီစာအုပ်လေးထဲမှာကဆရာကြီးတောင်တာသိန်းလိုက်ကိုတိုင်ခန္ဒီမျိုးမှာတာဝန်ကျစဉ်6နှစ်အတွင်းမှာနာဂလူမျိုးတွေနဲ့ရင်းရင်းနှီးနှီးနေထိုင်ခဲ့ပုံတွေနာဂလူမျိုးတွေကိုခွဲစိတ်ဖို့အတွက်လေပင်ကိုတောင်မှအပေါင်ခံပြီးတော့ခွဲစိတ်ခဲ့တဲ့အကြောင်းအရာတွေအများကြီးပါဝင်တယ်နောက်ပြီးတော့ဆရာကြီးတောင်တာသိန်းလိုက်ရဲ့အကြောင်းတွေထဲမှာဆရာကြီးတောင်တာသိန်းလိုက်ရဆိုရင်ငယ်တွေကစီးပွားရေးပညာရှင်တယောက်ဖြစ်ချင်တယ်ပေါ့နော်ဒါပေမဲ့လည်းပဲစီးပွားရေးပညာရှင်မဖြစ်ဘဲနဲ့ခွဲစိတ်ဆရာဝန်ကြီးတယောက်ဖြစ်လာတဲ့ပုံစံတွေဟာဆိုရင်တော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်ပေါ့နော်အဓိကတော့နာဂလူမျိုးတွေရဲ့အကြောင်းကိုသိရှိရမှာဖြစ်ပြီးတော့ဆရာဝန်လောကအကြောင်းတွေစိပညာအကြောင်းတွေကိုသိရှိရမှာဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်တောင်မှနာဂလူမျိုးတွေကမြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ဆိုတာကိုဒီစာအုပ်လေးကိုဖတ်ပြီးမှသိရတာပေါ့နော်ဒါကလည်းပဲကျွန်တော်ရဲ့လေ့လာမှုအားနည်းချင်းကြောင့်လို့လည်းပြောလို့ရပါတယ်ဒါကြောင့်မို့လို့ဒီဗီဒီယိုလေးကိုကြည့်ရှုနေတဲ့ view ဟာတွေထဲမှာစာဖတ်ဝါသနာရှင်တွေဒါမှမဟုတ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုလေ့လာရတာကြိုက်တဲ့သူတွေအနေနဲ့ဒီစာအုပ်လေးကိုဖတ်ကြည့်ဖို့ကျွန်တော် recommend ပေးပါတယ်ခင်ဗျ